အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာကြတော့ဒေါက်တီရဲ့အခေါ်အဝေါ်အသုံးနှုန်းတွေကိုအင်္ဂလိပ်လိုကောမြန်မာလိုရောမျှဝေပေးသွားမှာပါရှင်လေပင်ချိတ်ကနေပြီးတော့ရင်ထိတ်ထိတိုင်းထားတာကို PP လို့ခေါ်တယ်။မှဆိုလို့ရှိရင်ဒီလေပင်ချိတ်ကနေပြီးတော့ဒီကိုယ့်ရဲ့ရင်လို့ရှိတဲ့တန်ဖိုးပေါ့နော်ဆွဲလိုက်တယ်အဲ့ဒါကို PP လို့ခေါ်တယ်။ပုံမှန်ဆိုလို့ရှိရင် PP ထိတ်မှာမချုပ်ကြဘူးလေ။ PP ရဲ့အောက် 2.5 or 3လောက်ဆင်းပြီးချုပ်ကြတယ်။အဲ့ဒါကိုကြတော့ဟော dead point လို့ခေါ်တယ်။ PP ကနေမှ2.5 3ဆင်းနဲ့အဲ့အမှတ်ကနေမှပြန်ချုပ်တာလေ။အဲ့ဒါကိုကြတော့ dead point လို့ခေါ်တယ်။အဲ့ဒီအမှတ်လေး 2.5 or 3ဆင်းတဲ့အမှတ်လေးကို dead point လို့ခေါ်တယ်။2.5 or 3ကနေပြီးတော့မှဒီဟာလေးပြန်ဆွဲရလေအစ်စ်ဆွဲပြီးတော့ပြန်ချုပ်တာအဲ့ဆွဲလိုက်တဲ့ဒီထောက်ပေါ့နော်အခုဆွဲတဲ့ဒီဟာဒီဆွဲလိုက်တဲ့ဟာဒီဟာအဲ့ဒါကိုကြတော့ဘယ်လိုခေါ်လဲဆိုလို့ရှိရင် dead let လို့ခေါ်တယ်ဒီကွာအဝေးပေါ့နော်ထောက်အခြေထောက်တန်မို့ပေါ့နော်ဒီချုပ်ရမယ်ထောက်တန်မို့အဲ့ဒါကိုကြတော့ dead intake လို့ခေါ်တယ်ဒီနေ့ပေါ့နော်ပြောပြပေးလိုက်တဲ့ထောက်အကြောင်းတွေရဲ့အခေါ်အဝေါ်အသုံးနှုန်းတွေကိုကွန်မန့်မှာနှုတ်ထုတ်ထားတဲ့စာရွက်လေးတင်ပေးထားပါတယ်ရှင်လိုအပ်လို့ရှိရင်စေထားလို့ရပါတယ်